ဒီဗီဒီယိုလေးရတော့ဗောနော်ဒီဗီဒီယိုလေးရတော့ဘာအကြောင်းပြောမှလဲဆိုတော့အရန်လွယ်ပြီးတော့ဗောနော်အရေးပါတဲ့ fact လေးဗောနော်ဒီaccount လေးမှာပါတဲ့ fact လေးကိုပြောပါမယ်အဲ့ဒါကတော့ဒီနော်ဒီရယ်ခက်တီနောက်ခါကျတော့ဘူးမလုပ်ဘူးတကူဆိုမလုပ်ဘူးမစားဘူးခက်ဘူးပေါ့နော်ဒီ၄ခုပေါ့နော်ဒီ၄ခုကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီဆိုတာကားတဲ့ဂျပန်လိုကြတော့ပေါ့နော်ဘယ်လိုရေးမလဲဆိုလို့ရှင်ဒါလေးကိုကြည့်နော် mass ပေါ့နော်တန်ထွက်တော့ဒီလိုပေါ့နော် mass ဆိုရင်မှဒီစုတန်ယူတန်လေးကိုဖြောက်လိုက်တော့ mass ပေါ့နော် mass ရာတီဥပမာစားသည်ဆိုရင်ထပဲ mass တောက်သည်ဆိုရင်နှုံမီ mass ဒီနော်ဟာတာရာခိ mass အလောလောဒီနော်ဒီဆိုရဲဒါ verb ပေါ့နော်ဒါ verb လို့ပြောလို့ရတယ်ပေါ့နော် verb ပေါ့နော် verb တွေဆိုရင်ဒါသူ့တစ်လုံးတည်းကိုတော့အဓိပ္ပာယ်မရှိဘူးဆိုရင်ပဲပေါ့နော်ဥပမာစားသည်ဆိုရင်စားသည်ဒါပဲ mass နော်အဲ့လိုအဓိပ္ပာယ်လေးထွက်တယ်နောက်ကဘာလဲဆိုတော့ခက်တီဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုတော့တဲ့မရှိတာမရှိတာခက်တီနော်ခက်တီမရှိတာပေါ့နော်မရှိတာတော့မရှိတာပဲမရေးပြတော့မရေးချတော့ဆိုရေးမြပြမရှိတာပေါ့နော်မရှိတာခက်တီနော်ခက်တီဥမာစားခက်တီစင်ထားပဲမရှိတာနော်စားသည်ဆိုရင်တော့ထားပဲမစားခဲ့သည်ဆိုထားပဲမရှိတာအလုပ်ခဲ့သည်ဆိုရင်ဟာတာရာခိမရှိတာအဲ့တော့ဒီဆိုရင်ဗာလဲဒီဆိုလို့ရှိရင် mass ဒါအခန်း3တော့မဟုတ်အခန်း4မှာပါလိမ့်မယ်နော်အခန်း4မှာပါလိမ့်အခုကတော့ short video တိုးလေးလောက်ရှင်လို့ပေါ့နော်ဒါမရှိတာအဲ့ဆိုရင်နောက်တစ်ခုကကျတော့အငင်းမှာမစားဘူးဟုတ်နော်မစားဘူးမသွားဘူးမလုပ်ဘူးအဲ့ဒါတွေပြောချင်တယ်နော်ဒီလိုဘူးအငင်းတွေပြောချင်တယ်ဆိုလို့ရှိရင်ကြတော့ဘာတော့မှလဲဆိုတော့မဆန်နော်မဆန်လို့သုံးမယ်အဲ့ဆိုရင်ဒါရိုးမလုပ်ခဲ့ဘူးเนาะမစားအောင်ဆိုထားပဲမဆန်နော်ခီမဆန်ပေါ့နော်ခီကလာတယ်ဒါလည်းခီမဆန်ပေါ့နော်ခီမဆန်နော်သွားဘူးတို့နော်မလာဘူးတို့မလုပ်ဘူးတို့ဆိုလို့ရှိရင်ဟာတာရာခိမဆန်နော်မဆန်နောက်ခုကကြတော့ခဲ့ဘူးမစားခဲ့ဘူးထားပဲ mass စန်တဲ့ရှိတာဒါလည်းရှိမယ်နော် mass စန်တဲ့ရှိတာဒီလေးလုံးကိုမှတ်ထားမယ်မဆန်တဲ့ရှိတာမရှိတာစားခဲ့သည်ဘာထက်မလဲစန်တဲ့ထက်မယ်Sandes အလေကြမှာပူလာမလားမရှိတာခဲ့ဘူးဆိုတော့မရှိတာသာခဲ့သည်စားခဲ့ဘူးဆိုတော့အငင်းပို့လာမယ်မဆန်တဲ့ရှိတာတဲ့တော့မဟုတ်ဘူးနော်တဲ့ကိုနှစ်ချောင်းတင်တော့တဲ့ပေါ့နော်မဆန်တဲ့ရှိတာပြောမယ်နော်မဆန်တဲ့ရှိတာဒီဗီဒီယိုတူလေးလုံးမဆိုရှေ့လိုက်တာဟေး4မိနစ်ကျော်သွားမဆန်တဲ့ရှိတာ
masande sorry masande shita အစစ်ပြပြမယ်ဒီဆိုလို့ရှိရင် mas ပေါ့နော် mas ခဲ့ဒီဆိုရင် mashita မစားခဲ့ဘူးမသွားခဲ့ဘူးမလုပ်ခဲ့ဘူးဆိုလို့ရှိရင် masan ဟုတ်ပြီနော်sorry မစားဘူးမသွားဘူးမလုပ်ဘူးဆိုရင် masan ခဲ့မပါဘူးနော်အငင်း verb to ပေါ့နော် verb to နဲ့ညင်းမယ်ဆိုလို့ရှိရင်ခဲ့ဘူးပေါ့အဲဆိုရင် masande shita ဟုတ်ပြီနော် masande shita ဒီဆိုလို့ရှိရင် mas နော်ခဲ့ဒီဆိုလို့ရှိရင် mashita ဘူးပေါ့နော်မလုပ်ဘူးမစားဘူးဆိုလို့ရှိရင်masan မလုပ်ခဲ့ဘူးမစားခဲ့ဘူးဘာလို့မလုပ်ခဲ့ဘူးဆိုရင် masande shita နော်ဒီလေးလုံးရယ်ဟုတ်အခန်းတစ်မှာတော့ဆိုရင် das ဒါကြတော့ဖြစ်သည်ပေါ့နော်ဖြစ်သည်ပေါ့ das စုပေါ့နော် das တော့မဟုတ် das စုပေါ့တဲ့ပါဆိုတိုးတယ် das စုပေါ့နော် das စုဒါတော့နာမည်ကြီးပေါ့နော် das စုအရင်ဆုံးစမိတ်ဆက်တာ das စုပြီးတော့အခုဒီဆို mas စုပေါ့နော် mas စုဆိုရင် mas das စုဆိုရင် das ပေါ့နော် mashita masan dashita โอเคနော်ဒီလေးလုံးလေးကိုမှတ်ထားပေးပါကျေးဇူးပါ